မြန်မာစကားမဟုတ်တော့သူမှာဒီကောင်စင်ဟာဆရာကြီးမောင်ခင်မင်းတနုပြူရဲ့မြန်မာစာမြန်မာစကားဝိုင်းမှာပါတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ရှေ့မှာဆိုခဲ့တဲ့အတိုင်းကြားနေမြင်နေရစေသူမှာသုံးလုံးကိုမြန်မာစကားမဟုတ်ဘူးလို့ပြောခဲ့တဲ့အကြောင်းကဒီလိုပါ။ကျမအပါဝင်ကြည်ရှုနာဆင်သူတိုင်းဟာမြန်မာစာမြန်မာစကားနဲ့ပတ်သက်ပြီးဆယ်စုနှစ်2ခု3ခုတည်းမနဲ့ပြောဆိုသုံးစွဲခဲ့ကြဘူးသူတွေလို့ယုံကြည်ပါတယ်။ဒါဖြင့်ကျမတို့လူမှုဆက်ဆံရေးအတွက်နေစဉ်ပုံမှန်ပြောဆိုနေကြတဲ့အထက်သူမဆိုတဲ့သုံးလုံးကိုဘယ်နှခါထည့်ပြောဘူးပါသလဲ။ကလေးမလေးအကြောင်းမိမပြိုအကြောင်းအမျိုးသမီးကြီးအကြောင်းဘာပဲပြောကြပါစေသူမနဲ့မရည်ညွှန်းကြပဲသူနဲ့သာရည်ညွှန်းပြောဆိုကြတာမြန်မာစကားရဲ့တဘာဝဖြစ်ပါတယ်။အကယ်၍နေ့စဉ်ပုံမှန်ပြောဆိုနေကြတဲ့စကားတွေသူမကိုထည့်သွင်းပြောဆိုမိရင်ဘယ်လိုဖြစ်နိုင်မလဲဆိုတာဆရာကြီးမောင်ခင်မင်းရဲ့နမူနာလေးကိုနားဆင်ကြည့်ပါရှင်။ခင်ခင်ကသူမမိသားစုမှာသမီးအကြီးဆုံးလေသူမမိသားစုကိုသူမပဲလှုပ်ကြွေးနေရတာသူမခမညာအခုလိုရုတ်တရက်ဆုံးသွားတော့တနာစရာပါပဲကွယ်။ဟုတ်တယ်ဟိုနေ့ကပဲသူမမောင်လေးကိုကြောင်းလိုက်ပို့တာတွေ့လိုက်သေးတယ်။သူမမိဘတွေတော့ရင်ကွဲမှာပဲ။ဟုတ်ကဲ့စိတ်မကောင်းဖြစ်စရာကိုပြောသူတွေကပြောနေကြပေမဲ့ကြားရသူတွေရည်စရာဖြစ်သွားရတာကမြန်မာစကားမှာပြောလေပြောထားမရှိတဲ့သူမတွေကိုတမင်ထည့်ပြောနေတာကြောင့်ပါပဲမြန်မာမှန်ရင်ဒီလိုမြန်မာစကားမျိုးကိုဘယ်သူမှပြောမှာမဟုတ်ဘူးလို့လည်းယုံကြည်မိပါတယ်ရှင်လေးလာသိရှိရသလောက်မြန်မာစာထင်ရှားတွေ့ရပြီဖြစ်တဲ့ကန်ခေကစားလို့ကုံမောင်ခေတီမြန်မာစာပေသမိုင်းကြောင်းတစ်လျှောက်ပေါ်ပေါက်လာခဲ့တဲ့စာကြည့်ပေကြီးစာခန့်ပေခန့်တွေမှာလည်းသူမဆိုတဲ့သုံးလုံးမျိုးမတွေ့ရသလိုမြန်မာစာရေးထုံးနဲ့ပတ်သက်တဲ့မြန်မာတပ်ပုံကျမ်းတွေမြန်မာသရာကျမ်းတွေမြန်မာပြည်တန်ကျမ်းတွေမှာလည်းသူမဆိုတဲ့သုံးလုံးကိုမတွေ့ရပါဘူးဆိုခဲ့တဲ့အတိုင်းနေစဉ်ပုံမှန်ပြောဆိုသုံးစွဲနေတဲ့မြန်မာစကားတွေမှာလည်းသူမမပါပဲယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်သူဆိုတဲ့နန်းစားနဲ့ပဲရည်ညွှန်းပြောဆိုကြရေးသားသုံးစွဲကြတာပါဒါဖြင့်သူမဟာဝိစားစကလုံးဖြစ်မှာပေါ်လို့တွေ့ခဲ့ရင်တော့မြန်မာပြည်တန်တွေကနေတည်ခံရပါလိမ့်မယ်ပါဠိစကလုံးတွေဖြစ်တဲ့ဒါနာသီလကအစကော်ဖီကွန်ပျူတာစားတဲ့အင်္ဂလိပ်စကလုံးတွေလည်းပေါက်စီအကြာခွေလို့တရုတ်စကလုံးတွေအစုံဘာသာကြားကနေမွေးစားယူထားတဲ့စကလုံးတွေကိုမြန်မာပြည်တန်မှာထည့်သွင်းဖော်ပြထားပေမဲ့သူမကတော့မပါဝင်တဲ့အတွက်သူမဆိုတဲ့သုံးလုံးဟာလက်ခံအသုံးပြုနေတဲ့ဝိစားစကားမျိုးမဟုတ်တာလည်းသိကြနေပါတယ်ရှင်တချို့ကမြန်မာစကားမှာလူကြီးသူမဆိုတာရှိတာကြောင့်သူမကိုလည်းသုံးနိုင်တယ်လို့ဆိုကြပါတယ်လူကြီးသူမမှာပါတဲ့မှာဟာကြီးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပြီးလူကြီးသူကြီးကိုစကားပရိယနဲ့လဲလဲသုံးစွဲတာပဲဖြစ်ပါတယ်ဓာကြီးရင်ဓမ္မလမ်းကြီးရင်လမ်းမှာအခန်းကြီးရင်ခမ်းမလို့သုံးစွဲကြတာမျိုးပါဒါပေမဲ့သူမဆိုတဲ့သုံးလုံးကိုနှစ်ချိုက်လက်ခံသူတချို့ကဆရာမကြီးဂျာနဲ့ကျော်မမလေးရဲ့ဝတ္ထုနာမည်ဖြစ်တဲ့သူမကိုထောက်ပြပြီးသူမကိုသုံးနိုင်ကြောင်းပြောကြပါတယ်တကယ်ကဆရာမကြီးဟာဆရာကြီးဂျာနဲ့ကျော်ဦးချစ်မောင်ရေးခဲ့တဲ့သူဝတ္ထုနဲ့နာမည်စင်သူဖြစ်အောင်သူမဆိုတဲ့နာမည်နဲ့တင်စားရေးသားခဲ့တာဖြစ်ပြီးဝတ္ထုမှာပါတဲ့မျိုးသမီးဆက်ဆောင်တွေကိုရည်ညွှန်းတဲ့နန်းစားတွေမှာသူမတလုံးမှမပါဝင်ခဲ့ပါဘူးဒါအပြင်ဆရာမကြီးရေးသားခဲ့တဲ့သူလိုလူဟာခင်မွန်ဖြစ်တဲ့ဂျာနဲ့ကျော်ဦးချစ်မောင်ကြောင့်ဖြစ်ပြီးသူ့လိုမိန်းမဟာစံပြမျိုးသမီးဆက်ဆောင်ပါဝင်တဲ့ဝတ္ထုဖြစ်နေတာကိုလည်းတွေ့နိုင်ပါတယ်ရှင်